Hello အားလုံးပဲမင်္ဂလာပါ Pandragon Channel ရဲ့ဂျပန်စကားပြောလေးကြည့်ရအောင်ဗီဒီယိုလေးတွေကနေအားလုံးကိုတစ်ဖန်ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့ Pandragon Group ရဲ့မူမိုင်းဖြစ်ပါတယ်ကျမတို့ဒီဂျပန်စကားပြောတွေကိုအတူတူလေ့လာခဲ့တာအခုဆိုလို့ရှိရင်သင်ခန်းစာ9ကိုရောက်လာပါပြီเนาะသင်ခန်းစာ9မှာတော့ဘာလို့ဆက်ပြီးတော့လေ့လာကြမလဲဆိုတော့ဂျပန်နေရဲ့သွေးအမျိုးအစားပေါ်ထားတဲ့သဘောထားတွေကိုဆက်လက်ပြီးတော့လေ့လာကြပါမယ်မြန်မာမှာဆိုလို့ရှိရင်များသောအားဖြင့် personality ခွဲတယ်ဆိုလို့ရှိရင်မွေးဖွားတဲ့နေ့ရက်တနင်္ဂနွေတနင်္လာနဲ့အဲ့လိုခွဲကြရလဲရှိတယ်ပြီးတော့အခုတလောခေတ်စားနေတဲ့ MBTI အနေနဲ့ခွဲကြရလဲရှိတယ်ပေါ့နော်ဂျပန်မှာတော့ဘယ်အရာခေတ်စားလဲဆိုတော့လူတွေရဲ့ personality ကိုခွဲကြတဲ့အခါမှာသွေးအမျိုးအစားနဲ့ခွဲခြားကြပါတယ်အဲ့တော့ဒီစာပိုက်လေးကိုအတူတူဖတ်ကြည့်ကြရအောင်နော်ဂျပန်မှာကsorry ပါဂျပန်မှာကသွေးမျိုးစားဖြင့်စိတ်နေစိတ်ထားကိုနားလည်နိုင်တယ်လို့ဆိုပါတယ်ဂျပန်မှာအများဆုံးကတော့ A သွေးဖြစ်ပါတယ်။ A သွေးကစီကံကြီးပြီးတော့တာဝန်ယူစိတ်ကြီးတဲ့သူများတယ်လို့ကြားပါတယ်။များတယ်ဆိုပဲ။အတန်းကြိုက်တဲ့သူလည်းများတယ်လို့ကြားဘူးပါတယ်။ B သွေးကဂျပန်လူဦးရေရဲ့22%ရှိတယ်။ပြီးတော့လန်းဆန်းပြက်လက်တဲ့အကျဉ်းစရာရှိပြီးတော့နာမည်ကြီးတဲ့သူတွေများတယ်။သူတို့ကထောက်ပြောင်တဲ့ fashion တွေကိုကြိုက်ကြတယ်ဆိုပြီးတော့ A သွေးနဲ့ B သွေးအကြောင်းကိုရေးထားတယ်။အဲ့တော့ဒါလေးတွေကိုဂျပန်လိုပြောကြည့်ကြမယ်နော်။ဂျပန်မှာကသွေးမျိုးစားဖြင့်စိတ်နေစိတ်ထားကိုနားလည်နိုင်တယ်လို့ဆိုပါတယ်ဘယ်လိုပြောကြမလဲဂျပန်မှာကဆိုတော့日本にはဂျပန်မှာကသွေးအမျိုးစားဖြင့်သွေးမျိုးစားကို血液型လို့ပြောရပါတယ်血液型血ဆိုတာကတော့ဒီသွေးကြည့်ဆိုတဲ့အခန်းကြီးလေးရဲ့ဝင်ရုံမီဖြစ်မယ်血သွေးဖြစ်မယ်ပြီးတော့အခီကကြတော့အရည်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့သွေးရည်ရဲ့ဂတာဆိုတာအမျိုးအစားအဲ့တော့သွေးရည်အမျိုးအစားဆိုသွေးအမျိုးအစားလို့ပြောတာပါအဲ့တော့日本には血液型ဖြင့်ဆိုရင်ဒဲကိုသုံးပါမယ်ဒီသွေးမျိုးစားအသုံးပြုပြီးတော့သွေးမျိုးစားပေါ်မူတည်ပြီးဆိုတဲ့အဓိပ္ပာယ်နဲ့မလို့ဒဲနဲ့သုံးမယ်နော်အဲ့တော့日本には血液型でဒီစိတ်နေစိတ်ထားကိုတော့စေကခုလို့ပြောပါတယ်စေကခုရမယ်နော်စေကခုကနားလည်နိုင်တဲ့ဝါကားတဲ့တို့ဒါမှခွဲနိုင်တယ်ပေါ့နော်ဝါကားတဲ့တို့ဆိုပါတယ် imas အဲ့တော့ဒီကြောင်းလုံးကဘယ်လိုဖြစ်မှာလဲ日本には血液型で生活が分かれると言いますဆိုပြီးတော့ဖြစ်ပါတယ်ဂျပန်မှာအများဆုံးကတော့ A သွေးဖြစ်ပါတယ်日本にအများဆုံးများတာက OE အများဆုံးလို့ပြောချင်一番多いဒါကဆိုတော့နော်ဝနဲ့ဆက်လိုက်မယ်日本に一番多いのはဂျပန်မှာအများဆုံးကတော့ A သွေးဖြစ်ပါတယ် A 型ですရမယ်နော် A 型です A သွေးဖြစ်ပါတယ်အဲ့တော့ A သွေးတွေကတဲ့စီကံကြီးပြီးစီကံကြီးတယ်ဆိုတာခီဘီရှိနေပြောမယ်နော်အဲ့တော့ A သွေးကဆို A ကတာဝ A သွေးကစီကံကြီးပြီးတော့ခီဘီရှိအဲ့ဒါမှပြီးတော့ဆိုတာကိုပေါင်းနေတဲ့အတွက်ကြောင့်ဣနာမဝိသေသနာဖြစ်လို့ဤကိုဖြုတ်ပြီးတော့ခုတဲလေးထည့်လိုက်ပါမယ်အဲ့တော့ခီဘီရှိခုတဲစီကံကြီးပြီးတော့တာဝန်ယူစိတ်ကြီးတဲ့သူတာဝန်ယူစိတ်ကိုစိတ်ခိနင်းကန်လို့ပြောပါတယ်အဲ့ဒါမှအားကောင်းနေတယ်ဆိုရင်ဆူယောဤအဲ့တော့စိတ်ခိနင်းကန်ကဆူယောဤလူဆိုရင်ဟီတိုများတယ်အိုဤရမယ်နော်အဲ့တော့ A သွေးကစီကံကြီးပြီးဆိုတော့ဘယ်လိုပြောမှာလဲ A ကတာဝခိဘိရှိကုတေတာဝန်ယူစိတ်ကြီးတဲ့သူ責任感が強い人အဲ့ဒီသူတွေများတယ်ဆိုတော့က OE so this နဲ့ပေါင်းလိုက်ပါမယ်ဒီ so this grammar လေးကိုမမှတ်မိလို့ရှိရင်မင်းသားတို့နေကုန်းကို M4 ဖြစ်မှာပေါ့နော် M4 ရဲ့အခန်း49မှာရှိပါတယ်ဒါမယ်နော်49မှာတခုခုကြားဘူးတယ်ဆိုတဲ့ပုံစံနဲ့ပြောရဲ so this အမြင်အနေနဲ့ကြည့်ပြီးတော့ပြောရဲ so this ကတော့43မှာရှိတယ်အခုပြောရဲကြားဘူးတယ်ကတော့49မှာရှိမယ်နော်အဲ့တော့ second နဲ့ကန်ကဆွေယောဟီတိုက OE so this ဆိုပြီးတော့ fusuki နဲ့ so this နဲ့ပေါင်းရပါတယ်အတန်းကြိုက်တဲ့သူများတယ်လို့လည်းကြားဘူးပါတယ်အတန်းကြိုက်တဲ့သူ kireisuki ဒါမယ်နော် kireisuki ဆိုရင်အတန်းကြိုက်တဲ့သူတကယ်လို့ပိုးကောင်မုန်းတဲ့သူမုန်းတာကိုခိရိုင်လို့ပြောတယ်ဟုတ်အဲ့တော့မူရှိခိရိုင်ဆိုရင်ပိုးကောင်မုန်းတဲ့သူအဲ့လိုအတန်ကြိုက်တဲ့သူဆိုရင်ခိရေယိုမှာဒီတိုင်းစုခိလေးနဲ့ကတ်လိုက်တယ်ခိရေစုခိတောလူလို့ပြောချင်စုခိဒီနာနာမဝိသေသနာဖြစ်လို့နာကတ်ပြီးတော့ပြောပြရမယ်ခိရေစုခိနာဟီတိုလဲပဲမို
များတယ်လို့ကြားဘူးပါတယ်။多いそうですဆိုတာလေးပြန်ကတ်လိုက်ပါမယ်။အဲ့တော့အတန်းကြိုက်တဲ့သူများတယ်လို့လည်းကြားဘူးပါတယ်ဆိုရင်きれい好きな人も多いそうですဆိုပြီးတော့ဖြစ်သွားပါတယ်။အဲ့တော့ဒီမှာ A နဲ့ B နဲ့နှစ်ပိုင်းခွဲထားတာဆိုတော့ဒီ A သွေးအမျိုးအစားဘက်ကိုအရင်ဆုံးပြန်ပြီးတော့ပြောကြည့်ကြရအောင်နော်။ဂျပန်မှာသွေးအမျိုးအစားအပြင်စိတ်နေစိတ်ထားကိုနားလည်နိုင်တယ်လို့ဆိုပါတယ်။ဘယ်လိုပြောမှာလဲ။日本には血液型で性格が分かれるといいそうです。すみません。言いますနော်လို့ဆိုပါတယ်။ဂျပန်မှာအများဆုံးကတော့ A သွေးဖြစ်ပါတယ်။日本に一番多いのは A 型です。A သွေးကစီကံကြီးပြီးတာဝန်ယူစိတ်ကြီးတဲ့သူများတယ်ဆိုပေ A 型は厳しくて責任感が強い人が多いそうです。အတန်းကြိုက်တဲ့သူများတယ်လို့လည်းကြားဘူးပါတယ်။きれい好きな人も多いそうです。ဒါမယ်နော်။ဒါဆိုရင် B သွေးဘက်ကိုဆက်ပြီးတော့ပြောကြည့်အောင်။ B သွေးကဂျပန်လူဦးရေရဲ့22%အဲ့တော့ B 型はဂျပန်ရဲ့လူဦးရေဆိုရင်日本の人口の22%22%。B 型は日本の人口の22%。B သွေးကဂျပန်လူဦးရေရဲ့22%သူတို့ကကြောင့်ဘယ်လိုလေးလဲဆိုတွတ်တွတ်လက်ကလေးတွေရှိတဲ့သူဆိုပြီးတော့သတ်မှတ်ကြတယ်။လန်ဆန်းပြက်လက်တဲ့အကျင့်စရိုက်ရှိပြီးလန်ဆန်းပြက်လက်တာအာကာရုလို့ပြောပါတယ်။တွက်လက်တယ်ဆိုတဲ့သဘောပေါ့နော်။အာကာရုပြီးရင်အကျင့်စရိုက်ကိုတော့ခုနစိတ်နေစိတ်ထားနဲ့အတူတူပဲစေကကုအဲ့တော့အာကာရုစေကကုကိုရှိတယ်ဆိုတာကိုမြန်မာလိုတော့ရှိတယ်လို့ပြောမယ်ဂျပန်မှာဆိုရင်ပြုလုပ်နေတယ်ဆိုတော့ပုံစံမျိုးနဲ့အိုရှိတဲ့လို့ပြောရမယ်နော်။အာကာရုစေကကုကိုရှိတဲ့ပြီးရင်နာမည်ကြီးတဲ့သူပြောချင်တာ celebrity တွေများတယ်ပေါ့နော် celebrity ထဲမှာ B သွေးဖြစ်နေတာများတယ်ဆိုပြီးတော့ပြောမယ် Ninki Mono ကနာမည်ကြီးတဲ့သူတွေက OEDES များပါတယ်အဲ့တော့ဒီပြန်ပြောမယ်ဆိုရင် B 型は日本の人口の22%明るい性格をして人気者が多いですဒါမယ်နော်အဲ့တော့အကျင့်စရာရှိပြီးကိုရှိတဲ့လို့ဒီတိုင်းအဆုံးသတ်လိုက်လို့ရလို့ရှိတဲ့ email ကိုမှရှိတဲ့ ori ဆိုပြီးတော့လည်းပြောလို့ရတယ်နော်明るい性格をしており人気者が多いですလို့ပြောရင်လည်း okay ပါတယ်ပြီးတော့ဘလို့ဝတ်တွေကိုကြိုက်ကြလဲဆိုတော့တောက်ပြောင်တဲ့ဝတ်fashion ဆန်ဆန်ဝတ်တွေပေါ့နော်အဲ့လိုမျိုးဆိုရင် Hardena fashion တောက်ပြောင်တဲ့ fashion တွေကို suki des ကြိုက်ကြပါလေဆိုပြီးတော့ပြောတာဒါလူတွေအားလုံးကိုပြောရတော့မဟုတ်ဘူးเนาะသူတို့သတ်မှတ်ထားတဲ့ B သွေးရဲ့များသောအားဖြင့်ထိုင်တန်ရပါတော့များသောအားဖြင့်ဒီလိုပုံစံမျိုးတွေပါဆိုပြီးတော့ဂျပန်တွေကသတ်မှတ်ကြပါတယ်အဲ့တော့ B သွေးနဲ့ပတ်သက်ပြီးတော့အစဆုံးပြန်ပြောကြည့်အောင် B သွေးကဂျပန်လူကြီးရဲ့22%B 型は日本の人口の22%လန်ဆန်ပြလက်တဲ့အချင်းစရာရှိပြီးတော့နာမည်ကြီးတဲ့သူတွေများပါတယ်明るい性格をしており人気者が多いですတောက်ပြောင်တဲ့ fashion တွေကိုကြိုက်ကြပါတယ်။ဟာဒဲနာ fashion က ski です။ဒါဆိုရင်ပထမမှာ A သွေးနဲ့ B သွေးအကြောင်းကိုပြောထားရပေါ့နော်။အဲ့တော့ဒါလေးကိုအစအဆုံးပြီးလို့ရှိရင်မြန်မာလိုကြည့်ပြီးတော့ဂျပန်လိုအလုပ်ပြောကြည့်ကြရအောင်နော်။အဲ့တော့အတူတူဖတ်ကြည့်ပါ။日本には血液型で性格が分かれると言います。日本に一番多いのは A 型です。A 型は厳しくて責任感が強い人が多いそうです。綺麗好きな人も多いそうです。B 型は日本の人口の22%。明るい性格をしており人気者が多いです。派手なファッションが好きです。အဲ့တော့ B 型နဲ့ပတ်သက်ပြီးတော့ဖြစ်ပါတယ်လို့မပြောဘဲနဲ့ A တော့လိုမျိုးပဲများတယ်ဆိုပဲလို့ကြားဘူးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောချင်တော့Hardena fashion က Sukida ဆိုတဲ့ဆိုပြီးတော့ပြောလို့ရတယ်နော် Fusuki ပြောင်းပြီးတော့ဆိုတဲ့ထည့်ပြီးတော့ပြောရင်လည်းရပါတယ်အဲ့ဒါဆိုရင်ဒီမြန်မာစာလေးကိုကြည့်ပြီးတော့ဂျပန်လိုအစားအဆုံးတစ်ခါတည်းပြောကြည့်အောင်စပါမယ်ဘယ်လိုပြောမှာလဲ日本には血液型で性格が分かれると言います。日本に一番多いのが
のは A 型です。A 型は厳しくて責任感が強い人が多いそうです。綺麗好きな人も多いそうです。B 型は日本の人口の 22%。明るい性格をしており、人気者が多いです。派手なファッションが好きです。ဆိုပြီးတော့ဒီနေ့ရဲ့သင်ခန်းစာမှာ A သွေးနဲ့ B သွေးအကြောင်းကိုဆက်ပြောလေ့ကျင့်ခဲ့ကြပါတယ်။အဲ့တော့နောက်လာမယ့် part 2မှာဘာနဲ့ဖြစ်မှာလဲ B သွေးနဲ့ AB သွေးအကြောင်းပေါ့နော်။အဲ့တော့ဒီနေ့ရဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။အားလုံးပဲကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်လာမယ့် part 2မှာပြန်ဆုံကြပါမယ်။အားလုံးပဲတရားလာပါတော်နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ဒါမှမဟုတ် bye bye